ဟုတ်တယ်မဖတ်နေဦးနဲ့ခဏရတေချာဖတ်နော်မွေပွေးတိုင်းဒေသကြီးဟာလင်းမွေမြို့နယ်မွေဟောက်ရွာမှာမမြတ်လျှောစီတို့အကြောင်းမညီညွတ်လို့ဘောင်းမီချွတ်ပြီးရေးသားလိုက်ပါဟာခေါင်းနဲ့တစ်ဆက်သေးပါမင်းနဲ့ကိုရှောက်ခဲ့တဲ့မင်းနဲ့ကိုရှောက်လန်းခဲ့တဲ့အဝတ်တွေကအခုဆိုရင်6နေပါပြီဒါတော့အင်ကြီးမီးတော့အရင်လိုကိုနဲ့မင်းပြန်ပေါင်းနိုင်ဖို့ကလည်းကောင်းချင်းဆန်တွေကဈေးတက်နေပြီဟာအချစ်ရဲတဲ့ကိုရင်နေခုံနေတာပုံကြီးမသိလို့ဖြစ်ပြီဟာမင်းစိတ်တွေကြောင့်ကိုယ့်ရဲ့ဘဲကင်းတွေလည်းခုံပြီတဲ့ကိုမင်းကိုနှစ်သက်ချင်မိမဲ့လေတဲ့မင်းကရင်ငုတ်ကျွမ်းတော့နှစ်သက်လို့မရဘူးဖြစ်တယ်ဟာ1500အချစ်တွေနဲ့မင်းကြီးကပြန်လာမဲ့စာလေးကို၄ခွက်ကင်ပြီးစောင့်နေတယ်